ဟုတ်လို့နော် Okay အားလုံးမင်္ဂလာပါကျွန်တော်တို့ Haze Clinic ကနေကြိုဆိုလိုက်ပါတယ်domain name ပြောနေရတော့မဟုတ်ဘူးကျွန်တော် program တစ်ဖြစ်တဲ့ who what and why ပေါ့နော် who ပေါ့သူလဲဆိုတော့UK မှာ international marketing ကိုသင်ယူနေပြီးတော့ company တစ်ခုရဲ့ digital marketing မှာလည်းလုပ်ကိုင်နေတဲ့ content creator ညီမလေး Judy နဲ့မိတ်ဆက်ပေးပါရစေ အမေလာပါညီမတော့ Judy ပဲဖြစ်ပါတယ်ဒါနဲ့ Judy တို့အခုဘာလုပ်မှာလဲအခု မြန်မာနိုင်ငံမှာအခြေအနေမျိုးမျိုးကြောင့်နေဖို့အဆင်မပြေလို့နိုင်ငံခြားကိုထွက်လာရတဲ့ကျွန်တော်တို့လိုညီမတို့လိုလူငယ်တွေ Asian country လိုမျိုး Thai I'm Lady Boy တရုတ်ဂျပန်နဲ့ကိုရီးယားစတဲ့ South Asian နိုင်ငံတွေမဟုတ်ပဲ European နိုင်ငံတွေမှာအခြေချရတဲ့မြန်မာလူငယ်တွေအထူးသဖြင့်ကျွန်တော်တို့အခုလက်ရှိနေနေတဲ့ UK နိုင်ငံရဲ့အခြေအနေတွေကျွန်တော်တို့မြင်နေကြတွေ့နေကြကြွယ်ပြနေတဲ့ influencer တွေ YouTuber တွေမပြောပြတဲ့ UK လိုနိုင်ငံကြီးရဲ့မထင်မှတ်ထားစရာကောင်းလာတဲ့ dark side တွေကိုကျွန်တော်ညီမ Judy ကနေတဆင့်အခုလက်ရှိ UK လာဖို့ပြင်ဆင်နေတဲ့မြန်မာလူငယ်တွေအတွက်စောင်းဝင်ရှောင်းရင်နဲ့တတိထားစရာတွေကိုကျွန်တော် program ရဲ့ who what why ကနေတဆင့်သိသွားကြမယ်ပြင်ဆင်နိုင်ကြမယ်လို့မျှော်လင့်မိပါတယ်ဗျာ